အားလုံးပဲမင်္ဂလာပါရှင် Podcast Story Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးမယ့်ပုံမြန်လေးကတော့ဖခင်တယောက်ရဲ့နောက်ဆုံးလက်ဆောင်ပါရှင်မနက်ခင်းနေမထွက်မီအချိန်ကြက်တွန်တန်နဲ့အတူရွာကလေးဟာနိုးထလာပါတယ်တရက်ပင်ကြီးအောက်မှာအမိုးဖာထေးထားတဲ့ဝိုင်ကလေးတစ်လုံးရှိပါတယ်ဦးပါညွန့်ဟာမြေအိုးထဲကရေနဲ့မျက်နှာတစ်နေပါတယ်သူ့အင်ကြီးကဟောင်းနွမ်းနေပြီးဖနက်ပပလေးကိုသာစီးထားပါတယ်။ဦးပါညွန့်ကတမီးဝီထားတော်လေးကြောင်းနောက်ကျနေအောင်မယ်။ဝီဟာအိယာထပြီးဆောင်းကိုတေချာစွာခောက်လိုက်ပါတယ်။ဝီကအဖေမနေ့ညလည်းကောင်းကောင်းမအိယာဘူးမဟုတ်လား။ဦးပါညွန့်ဟာပြုံးလိုက်ပြီးသူမကြီးကိုရှောင်လိုက်တယ်။အိတ်ချိန်ဆိုတာတန်ဖိုးနေပါတယ်တမီးရဲ့ပညာရေးကတာတန်ဖိုးကြီးတာပါ။ဦးပါညွန့်ဟာနေပူကျဲကျဲအောက်မှာတနေကုန်စိုက်ကားနှင်းပါတယ်။တခါတလေကျခရီးတယ်မရတတ်ပါဘူး။တခါတလေကျတော့ခရီးတယ်တွေကဈေးစစ်ကြပြန်ပါတယ်။ခရီးတယ်ကဘာလို့တလောက်တောင်တောင်းရတာလဲ။တော်တို့လူဒန်းစားတွေကအမြဲတမ်းပိုတောင်းတော့တာပဲတော့။ဦးပါညွန့်ဟာခေါင်းညိတ်ယုံတာတုံ့ပြန်ပြီးရှော့ပြီးပေးတဲ့ပစံကိုသာယူလိုက်တတ်ပါတယ်။ကျောင်းမှာဆိုရင်ဝိရီကစာအုပ်အသစ်မဝယ်နိုင်တော့တငယ်ချင်းတွေစီကငှားဖတ်ရတတ်ပါတယ်။အတန်းဖော်တချို့ကကွက်ကြီးနဲ့ပြောကြတယ်။သူ့လွယ်အိတ်ကငါ့အဖွားထက်တောင်အိုးနေပြီဟာ။ဝိရီဟာဘာမှမပြောဘဲတိတ်တဆိတ်တာစာဆက်လုပ်ပါတယ်။တညမှာမိုးတွေရွာတော့အိမ်ခေါင်မိုးဟာမိုးယူပါတယ်။ဦးပါညွန့်ကခွက်တွေနဲ့မိုးရီတွေလိုက်ခံပါတယ်။ဝီကဖေရဲ့သမီးကျောင်းထွက်ပြီးအလုံးလုံးရင်ကောင်းမလားယင်ဆိုပြီးအဖေကိုမေးတော့ဦးပါညွန့်ဟာလေးတန်းမာနဲ့နောက်တစ်ခါအဲ့ဒီစကားမပြောနဲ့အဖေကဆင်းရဲခြင်းဆင်းရဲပါစေသမီးကတော့မဆင်းရဲစေရဘူးကွတနေ့နေ့လည်ခင်းမှာဦးပါညွန့်ဟာစိုက်ကားဆွဲရင်းနဲ့အမောဖောက်ပြီးလဲကျသွားပါတယ်ရွာသားတွေကဝိုင်းကူကြတယ်ဒေါခင်လာကတော်အလုံးလုံးတာလဲကျွဲလိုနွားလိုပဲတော့ကျွဲနွားကတော့နားသေးတယ်တော်လဲနားဦးမှာပေါ့အဲ့ဒီလိုဖြစ်တော့ဆေးဖိုးဝါခတွေလိုအပ်လာပါတယ်စူဆောင်းထားတာလေးတွေကုန်သွားပါတယ်အဲ့ဒါနဲ့ဝီဟာကျောင်းစင်းချိန်ဆိုဟင်းသီးဟင်းရွက်တွေရောင်းကလေးတွေကိုအချိန်ပိုင်းစာသင်ပေးဂိုက်လုတ်တာတွေနဲ့ဝင်ငွေရှာပါတော့တယ်ညနှက်မှပဲမီးဖျောင်းတိုင်မီးမိန်နဲ့စာချက်စာလုပ်ဖြစ်ပါတယ်ဝီကငါအောင်ရမယ်ငါအောင်မှဖြစ်မယ်ဆိုပြီးတော့တူးလေးတယောက်တည်းပြောပြီးစာကိုစူးစမ်းလုပ်တတ်ပါတယ်စာမေးပွဲအောင်စရင်ထွက်လာတော့ဝီဟာမြို့နယ်ထဲမှာအမှတ်အများဆုံးနဲ့ဂုဏ်တူးထွက်ပါတယ်ဒါပေမဲ့ပြဿနာကအထက်တန်းကျောင်းကဝေးပြီးတော့ဇရိတ်စကားကလည်းကြီးနေပါတယ်ရွာလူကြီးကစာတော်တာတော့ကောင်းပါတယ်ဒါပေမဲ့ငွေကြေးဆိုတာကမှလက်တွေ့ပါပဲကွအဲဒီညမှာအဖေဖြစ်သူဟာပတ်စံတွေရေတွက်နေတာကိုဝေးရမြင်လိုက်ရပါတယ်ဦးပါညွန့်ဟာတယောက်တည်းဆန်ဖိုးကျောင်းစရိတ်ဆေးဖို့ဘယ်လိုမှလည်းမလောက်ပါလားဝေးဟာအတန်မထွက်ပဲငိုကြွေးနေမိပါတယ်ဒေါခင်လာကရွာတကြီးနဲ့စကားသွားပြောတယ်ဒီကလေးမလေးတာကျောင်းမတက်ရဘူးဆိုရင်အဲ့ဒါကျုပ်တို့တရွာလုံးညံ့လို့ပဲတော့ရွာသားတွေဟာတရက်ပင်အောက်မှာစုဝေးကြပါတယ်ပြီးတော့ဝီတို့တားဖရဲ့အခြေအနေကိုတိုင်ပင်ဆွေးနွေးကြပြီးတဲ့နောက်မှာတော့ရွာသားတွေဟာတယောက်ကိုနည်းနည်းစီပတ်စံနေစုထည့်ကြပါတယ်ဆန်စာအုပ်ငွေကြေးအစာရှိတဲ့ဖြစ်ပေါ့ဦးပါညွန့်ဟာအခုလိုကိုညီပြီးထည့်ပေးတဲ့ကျေးဇူးတွေကိုကျွန်တော်ပြန်ဆက်ပါမယ်ဗျာရွာလူကြီးကမလိုပါဘူးကွာကလေးမလေးကိုယ်တိုင်လူတော်လူကောင်းဖြစ်အောင်ပြိုးထောင်ပေးပါဝီဟာအထက်တန်းအတွက်မြို့ကျောင်းမှာတွားတက်ခွင့်ရပါပြီသူမဟာမနာမနေပဲစာကိုတေချာစူးစမ်းတင်ယူပါတယ်ဒီလိုနဲ့ပဲနှစ်တွေကုန်ဆုံးသွားပါတယ်သူမစူးစမ်းတင်ယူပြီးနေတဲ့အချိန်ကာလတွေအတွင်းမှာမတိလိုက်ရတဲ့အကြောင်းကတော့ရှိနေပါတယ်အဲ့ဒါကတော့သူမအဖေဦးပါညွန့်ဟာအသင်းယောဂကျွမ်းနေပြီဆိုတာပါပဲခုနှစ်နှစ်ကြာပြီးတဲ့နောက်တရက်ပင်ကြီးကလည်းပိုမြင့်မားလာပြီးတော့အသီးတွေလည်းတီးနေပါပြီ
ဝါအိမ်လေးကနည်းနည်းလေးပြန်ပြင်ဆင်ထားပေမဲ့ရိုးရှင်းနေသေးပါဥပညွန့်ဟာတရက်ပင်အောက်မှာထိုင်ပြီးချောင်းတဟုဟုဆိုနေပါတယ်စပင်တွေကလည်းဖြူးနေပါပြီတုံရင်နေတဲ့လက်ထဲမှာလည်းဖုန်းအဟောင်းလေးကိုကင်ထားပါတယ်ဥပညွန့်ကဒီနေ့ဟာငါမျောရတဲ့နေ့ပဲဖုံးထူးတဲ့လမ်းမှာဘတ်စကားတစ်စီးထိုးရက်သွားပါတယ်ဝီကြီးဟာကားပေါ်ကနေဆင်းလာပါတယ်ရင်းချက်တည်ငြိမ်တဲ့ပုံစံနဲ့သူမဟာပြေးလာပေမဲ့အဖေဖြစ်သူဥပညွန့်ကိုမြင်လိုက်တဲ့အခါမှာတော့ခြေလမ်းတွေနှေးကုန်ပါတယ်ဝီကြီးကဖေးသမီးကျောင်းဆရာမဖြစ်လာပြီသူမဟာမျက်ရည်တွေကြားကနေပြုံးရင်းနဲ့ပြောလိုက်ပါတယ်ဥပညွန့်ဟာသမီးဖြစ်သူကိုကြည့်လိုက်တယ်ညက်လုံးထဲမှာပီတိတွေပြည့်နေပေမဲ့ဒုက္ခနာကိုဟာရိုင်နေသွားပါတယ်ဥပညွန့်ဟာလဲကျသွားတယ်ဝီကြီးဟာဖဲဆိုပြီးတော့အော်ပြီးတော့ခေါ်လိုက်ပါတယ်ရွာသားတွေပြေးလာကြတယ်ဥပညွန့်ဟာနောက်ဆုံးအကြိမ်အဖြစ်မျက်လုံးဖွင့်ကြည့်လိုက်တယ်ဥပညွန့်ကသမီးကျောင်းမထွက်ခဲ့ဘူးမလားဝီကြီးကငိုလျက်နဲ့ပဲမထွက်ခဲ့ပါဘူးဖေရဲ့သမီးကတိတီးခဲ့ပါတယ်ဥပညွန့်ဟာဖြောတော့စွာနဲ့ပြုံးလိုက်တယ်ဥပညွန့်ဒါဆိုရင်အဖေအသက်ရှင်ရကျိုးနှပ်ပါပြီကွယ်သူ့လက်ကလေးဘေးကိုကျသွားတယ်အရာအားလုံးဟာတိတ်ဆိတ်သွားတယ်လအနှဲငယ်ကြပြီးတဲ့နောက်မှာအဲ့တရက်ပင်အောက်မှာပဲကလေးတွေဝိုင်းထိုင်နေကြတယ်ဝီကြီးဟာသူတို့ရှေ့မှာမတက်ရက်ပြီးနေပါတယ်ဆရာမတယောက်အနေနဲ့ပေါ့သူမဟာတရက်ပင်ကြီးကိုမော့ကြည့်လိုက်တယ်ကျမဖေကစာသင်ခန်းထဲတစ်ခါမှမဝင်ဖူးခဲ့ပေမဲ့သူ့ဘဝတစ်ခုလုံးပေးဆက်ပြီးကျမအတွက်စာနဲ့ဘဝကိုရက်တည်နိုင်အောင်တည်ဆောက်ပေးခဲ့တယ်ဝီကြီးဟာစာသင်ခြင်းကိုစာသင်လိုက်တယ်ဒါတို့သမီးတို့အားလုံးမင်္ဂလာပါမင်္ဂလာပါဆရာမတချို့မိဘတွေဟာသားသမီးတွေရဲ့အောင်မြင်မှုကိုမြင်တွေ့ဖို့ရှင်တန်ခွင့်မရကြပါဘူးဒါပေမဲ့သူတို့ဟာအဲ့ဒီအောင်မြင်မှုဖြစ်တည်လာရခြင်းရဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီရှင်ခုလိုအဆုံးထိကြည့်ရှုနားထောင်ပေးခဲ့တဲ့သူတယောက်တိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ခုလိုပုံမြင်လေးတွေကြိုက်နေတတ်တယ်ဆိုရင်ဆက်လက်နားထောင်ဖို့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်